Hello မဲမင်္ဂလာပါပြန်လေပြီးတော့ကဲအခုကိုရင်းရောက်ဝတ်ထားတာကနည်းနည်းအောက်ကိုရင်ပေါ့ပြောမှာဆိုဟုတ်တယ် casual လို့လည်းဖြစ်တယ် casual လို့လည်းဖြစ်တယ်လုံးဝ casual ဖြစ်တယ်အဲဆိုတော့ပေါ့ပါဒါကတော့လုံးဝပေါ့ပါလုံးဝပေါ့ပါလုံးဝအဲ့လိုမျိုး type ကိုကြိုက်တယ်ပါတဲ့နော်အဲ့လိုပေါ့ပါလက်အဲ့လိုနေရပိုကြိုက်တယ်ဆိုကြိုက်နေရတာသူမျိုးဝတ်ထားပါနော်ကိုမတ်တက်ဝတ်ထားကြတော့နည်းနည်းfloral top ပေါ့နော် floral top နဲ့ jean short လေးပေါ့နော်ညီမကြတော့ဇာလေးပေါ့နော်ပြောမှာဆိုရင်ဇာနဲ့အောက်က jean short နဲ့ညောင်းတော့တူတူပဲပေါ့နော်ဒါကိုညောင်း outfit လေးပဲဖြစ်ပါတယ်ကဲကိုနောက်တဲ့ outfit ကိုထပ်ပြီးပြအောင်ပါပေါ့နော်ဒါကပေါ့ဘာလို့လဲပဲပေါ့နောက်ထပ် look ကအဲ့တော့ကိုညောင်းကြည့်အောင်ကြည့်မယ်ဒီဟာလေးတော့ယူလိုက်ပြီကွာဒီမှာဒီဟာလေးတော့ယူလိုက်ပြီအဲ့တော့လိုက်လားမလိုက်လားဆိုတာတော့ကြည့်ပေးကြပါတော့အဲ့ဆိုတော့ဒီ look တွေကိုပိုကြိုက်တယ်ပိုပြီးတော့ try ဖြစ်တယ်အပြင်မှာဆိုလဲတော်တော်လာဆိုဒီဟာလေးဆိုပိုပြီးတော့အခုဆိုလို့ရှိရင်ပိုပြီးတော့မှဝတ်တာများတယ်ပါဘာဆိုတော့ try ဖြစ်နေတယ်ဒီဇိုင်းတွေပဲမို့လို့ဟုတ်တယ်အဲ့တော့ဒီဟာလေးကိုသွားပြီးတော့ဝတ်ပြမယ်ပြီးတော့ပြန်ထွက်လာကြမယ်နော်ဒါကိုရီအကြိုက်ရွေးလိုက်တာဘယ်လိုလွတ်ထွက်လာလဲဆိုလို့ရှိရင်တော့နောက်ဆုံးတော့မတူဘူးပေါ့နော်တီဆိုရင်တော့လုံးဝ cute ဘတ်သွားတဲ့လွတ်ထွက်တယ်အခုချက်ဝတ်ထားတဲ့ look ကကြတော့ဘယ်လိုမျိုးမှပိုပြီးတင့်တော်လဲဆိုလို့ရှိရင်ကွာtennis တို့ပြီး bowling တက်တာတို့ golf တို့မှာဆိုလို့ရှိရင်ပိုပြီးတော့ဝင့်ရင်အဆင်ပြေတယ် look တော့ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးဟုတ်တယ်အဲ့တော့ကိုရီနာကတော့စိတ်ကြိုက်ရွေးလာပြီးပါစိတ်ကြိုက်ရွေးပြီးပါစိတ်ကြိုက်လဲဝတ်ပြပြီးဆိုတော့အဲ့တော့ outfit လေးတွေကိုကြည့်နေကြတဲ့ဘယ်လိုချင်လဲပေါ့အဲ့ဒါလေးမေးချင်တယ်လိုက်ရလားလှလားအဲ့ဒါကြိုက်လားပေါ့အဲ့ဒါတော့ comment လေးမှာပဲဖြေပေးပါအခုတော့ထပ်တော့နောက်ထပ်တစ်မျိုးထပ်ရွေးကြမယ်နောက်ထပ်မျိုးထပ်ရွေးရမယ်အဲ့တော့နောက်တစ်မျိုးထပ်ကြည့်ရအောင်မလို့ကဲနောက်တစ် view မှာထပ်လာကြမယ်အားလုံးတတာ